လာပါခင်ဗျာပြီးခဲ့တဲ့ကတော့ကျွန်တော်တို့ what is new သတင်းဆိုတာဘာလဲဆိုတော့အကြောင်းအရာကိုညှဝေပြီးသွားပါပြီဒီနေ့ဘာမှမကြမ်းနေစဉ်ကဲတွေရဲ့ basic new writing စီစဉ်မှာတော့သတင်းရဲ့တန်ဖိုးတွေကိုကျွန်တော်ညှဝေသွားမှာပါကျွန်တော်တို့သတင်းတန်ဖိုးဆိုတာကသတင်းဆိုတာဘာလဲဆိုလို့ပဲအင်တန်ရေးကြည့်ပါတယ်ဘယ်သတင်းတွေကိုကျွန်တော်တို့ရေးသားထုတ်လုပ်လဲဘယ်သတင်းတွေကဘယ်လိုတန်ဖိုးတွေရှိရဆိုတာကိုသိရှိမှာပါသိရှိမှာတော့ကျွန်တော်ပတ်ဝန်းကျင်မှာဖြစ်ပျက်တဲ့နောက်တော့အကြောင်းအရာတွေထဲမှာဘယ်အကြောင်းအရာတွေကိုကျွန်တော်သတင်းတွေနဲ့ရေးသားထုတ်လုပ်တင်ဆက်လို့ရမယ်ဆိုတာကိုသိရှိနိုင်မှာပါသတင်းတန်ဖိုးနဲ့ပတ်သက်တဲ့သတ်မှတ်ချက်တွေအများကြီးရှိနေတယ်ကျွန်တော်တို့ဒါကအခြေခံသတင်းစာပညာသင်တန်းတစ်ခုဖြစ်တဲ့အတွက်အရေးကြီးတဲ့သတင်းတန်ဖိုးတွေကိုပဲကျွန်တော်ညှဝေသွားမှာဖြစ်ပါတယ်အဲ့တော့သတင်းတန်ဖိုးနဲ့ပတ်သက်ရင်ပထမဆုံးအရေးကြီးဆုံးချက်ဖြစ်တဲ့သိရမယ့်အကြောင်းအရာကကျွန်တော်တို့ timeliness လို့ကျွန်တော်ခေါ်ပါတယ်တော့ timeliness ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့အချိန်ကခါပဲဖြစ်တယ် current ဖြစ်တယ်လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာလက်ရှိလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာကိုဆိုလိုတာပါအဲ့တော့ကျွန်တော်တို့ကသတင်းတစ်ပုဒ်ကိုရေးတော့မယ်ဆိုလို့ရှိရင်ဒီအဖြစ်ပျက်ကတကယ်အခုလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်ပျက်ကိုဟုတ်ရတာပေါ့ဒါမှမဟုတ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာဖြစ်ပျက်တဲ့အဖြစ်ပျက်လားဆိုတဲ့အစားကိုနှိုင်းရှင်းကြည့်ရပါမယ်လွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ပျက်တဲ့အဖြစ်ပျက်ကိုဒီနေ့လို digital ခေတ်ကြီးမှာပြန်ပြီးတော့သတင်းရေးလို့မရပါဘူးကျွန်တော်တို့ကဒီနေ့မနေ့ဖြစ်တဲ့အစားကမှဒီနေ့ချက်ချင်းဒီအခုဖြစ်တဲ့ဆောင်မှာအခုချက်ချင်းကမ္ဘာလောကကနေသိရှိနိုင်တဲ့ digital နည်းပညာတွေကိုရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအချိန်ကခါလိုက်ဖြစ်ပြီးလက်တလောဖြစ်မဖြစ်ဆိုတဲ့ဥစ္စာအင်တန်ကြီးကြည့်ပါတယ်ကျွန်တော်တို့အရင်တုန်းကတော့သတင်းတွေရဲ့ quality နဲ့ပတ်သက်ရင်သတင်းတွေရဲ့မြန်ဆန်မှုနဲ့သတင်းတွေရဲ့အရေးအသွေးဆိုတဲ့နှစ်ပိုင်းရှိရတာမှာအခုက speed ကိုရောက်လာတာဖြစ်ပါတယ်ဒီနေ့ဒီသတင်းတစ်ပုဒ်ကိုဒီနေ့မထုတ်လုပ်နိုင်ခဲ့ဘူးဆိုလို့ရှိရင်နောက်နေ့မှထုတ်လုပ်မယ်ဆိုရင်အဲ့ဒီသတင်းကကျွန်တော်တို့သတင်းလောကရဲ့ခေါ်တော့ပုတ်သွားတယ်ဆိုတော့ဖြစ်တတ်ပါတယ်အဲ့ဒါ timeline နဲ့ဆိုတဲ့အစကအင်တာမအရေးကြီးပါတယ်နောက်တဲ့အရေးကြီးတဲ့အချက်ကတော့ impact လို့ခေါ်ပါတယ် impact ဆိုတာကအကျိုးသက်ရောက်မှုပါအဲ့တော့ဒီဖြစ်ပွားတဲ့အဖြစ်အပျက်ကဘယ်သူတွေကိုအကျိုးသက်ရောက်လဲပြည်သူလူထုပေါ်မှာဘယ်လောက်အကျိုးသက်ရောက်လဲဘယ်လောက်ထိအောင်သက်ရောက်လဲဘယ်အတိုင်းအဝိုင်းကိုသက်ရောက်လဲဆိုတဲ့အစပေါ်မှာဒီသတင်းပြန်ဖို့ကကွာခြားပါတယ်ဆိုတော့ကျွန်တော်တို့ပထမတိကပြောခဲ့တဲ့ဥပမာလေးပဲကျွန်တော်တို့စစ်မှုထမ်းဥပဒေကိုပြင်ဆင်စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့အခါမှာဘယ်သူတွေစီကိုတက်ရောက်သွားလဲကျွန်တော်ပြည်သူတွေလုံးကိုတက်ရောက်သွားပါတယ်အဲ့တော့အထူးသဖြင့်ဓာတ်ရိုက်တက်ရောက်တာ16နှစ်ကနေ35နှစ်စစ်မှုထမ်းခေါ်ယူစုဆောင်းနိုင်မယ်လူငယ်တွေဖြစ်သွားပါတယ်အဲ့တော့နောက်ထပ်တော့တက်ရောက်တာကအဲ့16ကနေ35လူငယ်တွေရဲ့မိခင်ဖခင်တွေဖြစ်တဲ့တက်ကြီးရွယ်ဝတွေနဲ့လည်းစိုးရိမ်စိတ်တွေပူပန်မှုတွေမြင့်တက်လာနိုင်တယ်ပေါ့နော်နောက်ကသူတို့မှရှိတဲ့သားသမီးတွေဖြစ်တဲ့ကလေးငယ်တွေတက်ရတယ်ဆိုတော့ဒါကတက်ရောက်မှုကလူတိုင်းကိုတက်ရောက်သွားလို့ဖြစ်ပါတယ်အဲ့လိုအကျိုးတက်ရောက်မှုတန်ဖိုးကြီးမှလို့ရင်းတန်ဖိုးကြီးရလို့ကျွန်တော်တို့ပြောလို့ရပါတယ်အခါလေးသားလို့ရှိရင်တော့လူတိုင်းဝိုင်းတစ်ခုလောက်ကိုပဲပေါ့တက်ရောက်တာရှိပါတယ်ဆိုတော့ LGBTQI နဲ့တရားအကြောင်းလို့ပြီးတယ်သူတို့နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းကစိတ်ဝင်စားတယ်ပေါ့ဒါမှမဟုတ်ကျောင်းသားတွေကြောင့်ဒီကျောင်းသားတွေနဲ့ပတ်သက်တဲ့လူတွေစိတ်ဝင်စားတဲ့တက်ရောက်မှုပေါ့နော်အဲ့တက်ရောက်မှုကအင်တာနက်ကြီးကြည့်ပါတယ်တက်ရောက်မှုကြီးလေသတင်းတန်ဖိုးကမြင့်နေတယ်လို့ကျွန်တော်တို့ပြောလို့ရှိပါတယ်ပါပြီနောက်တစ်ခုကကျွန်တော်တို့လွယ်တဲ့စလုံးရေးရမယ်ကျွန်တော် relevance လို့ခေါ်ပါတယ်ဆိုတော့ဆက်ဆက်ပတ်သက်မှုပါအဲ့တော့ဘယ်သူတွေနဲ့ဒီသတင်းတွေကဆက်ဆက်ပတ်သက်နေလဲလူတွေကကိုယ်နဲ့ဆက်ဆက်ပတ်သက်မှကိုယ်နဲ့ညီးစပ်မှလားအဲ့သတင်းကိုဖတ်ပါတယ်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံရဲ့သတင်းတွေကိုဘယ်သူတွေကအများဆုံးဖတ်တယ်တေချာတော့ကျွန်တော်မြန်မာနိုင်ငံသားတွေပဲဖတ်ပါတယ်အဲ့လိုပဲရန်ကုန်မြို့ရဲ့သတင်းကြောင်းတွေရေးရဲ့အချိန်တိုင်းအရင်ဆုံးစိတ်ဝင်စားတာရန်ကုန်သားတွေကစိတ်ဝင်စားတာပါအဲ့တော့ကျွန်တော်တို့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်တို့လမ်းထိပ်မှာလူတယောက်ရန်ဖြစ်တယ်အဲ့ရန်ဖြစ်တဲ့လူတယောက်ရန်ဖြစ်တယ်ဆိုလို့ရှိရင်လူတွေကစိတ်ဝင်စားပါဒါပေမဲ့အဲ့ရန်ဖြစ်တာမြင်အကိုဖြစ်တယ်မြင်ဦးလေးဖြစ်တယ်စသဖြင့်ပြောလိုက်တာနဲ့ချက်ချင်းကဖန်ထထိုင်ထားကြည့်ရတယ်ဆိုတာဘာဖြစ်လို့သူ့ရဲ့ပတ်သက်မှုပါအဲ့တော့သတင်းအတန်မှုမှာလည်း relevant ကအင်မတန်ကြီးကြီးပါတယ်လူတွေနဲ့ကျွန်တော်တို့ဘယ်လောက်ဆက်ဆက်လဲစာဖတ်သူများနဲ့ဆက်ဆက်လေးစာဖတ်သူများနဲ့ဆက်ဆက်လေးသတင်းအတန်မှုကမြင့်နေပြီဖြစ်ပါတယ်ဆိုတော့နောက်တဲ့အရေးကြီးတဲ့က human interest က human interest ကိုခေါ်တဲ့စိတ်ဝင်စားမှု interest ပေါ့နော်ဆိုတော့လူတွေရဲ့စိတ်ဝင်စားမှုဒါမှမဟုတ်တော့ပြောလို့ရတယ်လူတွေရဲ့အကျိုးစီးပွားပေါ့နော်လူတွေရဲ့အကျိုးစီးပွားနဲ့ဘယ်လောက်ပတ်သက်ဆက်နွယ်လဲဒါမှမဟုတ်လူတွေရဲ့စိတ်ဝင်စားမှုကိုဘယ်လောက်ဖန်ဆုပ်နိုင်လဲဆိုတဲ့ပုံမှာဒီရေးပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဆိုတော့တချို့သောသတင်းတွေကအကျိုးတရားမှုမရှိဘူးဒါပေမဲ့စိတ်ဝင်စားလို့ရတယ်လို့ရှိရင်ဥပမာဆိုတော့အနုပညာရှင်တွေငင်္ဂါဆောင်သတင်းတို့ငင်္ဂါဆောင်သတင်းဒါမှမဟုတ်ကလေးမျိုးရဲ့သတင်းမျိုးတွေက
လူလူတစ်ပါးတိုးတက်မှုတော့မှာတော့မရှိဘူးဒါပေမဲ့ဘာဖြစ်လဲဆိုတော့လူရဲ့စိတ်ဝင်စားမှုရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့သတင်းကြည့်တယ်အဲ့တော့ interest ကတော့သူကအကျိုးစီးပွားပေါ့လူရဲ့အကျိုးစီးပွားကိုဘယ်လောက်ထိခိုက်လဲလူရဲ့အကျိုးစီးပွားကိုပူကောင်းစေသလားဆိုရဲအကြောင်းအရာတွေကလည်း interest ပါပဲကျွန်တော်တို့ပါဝင်နေတာပေါ့အဲ့ဒါကြောင့် human interest ဆိုတဲ့လူရဲ့စိတ်ဝင်စားမှုဆိုတာကသတင်းတက်ပေါ်မှာအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့သတင်းတန်ဖိုးတစ်ခုက conflict ပေါ့နော်အဲ့တော့ conflict ဆိုတာကပြိပခါပါပြိပခါနဲ့ပတ်သက်ပြိပခါဆိုတာတော့လူစိတ်ဝင်စားမှုအများဆုံးအဲမှာပါဝင်တယ်ဒါပေမဲ့ပြိပခါဆိုတာလူကြားထဲမှာဖြစ်တဲ့ပြိပခါလေးရှိတဲ့လူခါကျတော့ရှင်လူဖွဲ့ကြီးကြားထဲမှာဖြစ်တဲ့ပြိပခါတွေရှိတယ်လေဘာသာမတူလို့ပဲဖြစ်ဖြစ်ယူဝါဒမတူလို့ပဲဖြစ်ဖြစ်နိုင်ငံရေးခံယူချက်မတူလို့ပဲဖြစ်ဖြစ်ဖြစ်ကြတဲ့ပြိပခါတွေအများကြီးပါအဲကျွန်တော်တို့နိုင်ငံမှာဆိုလို့ရှိရင်အခုဆိုရင်နိုင်ငံရေးပြိပခါဆိုတာကနိုင်ငံရေးယူဝါဒမတူတဲ့သူတွေကြားထဲမှာဖြစ်ပြနေတဲ့ပြိပခါပေါ့နော်ဆိုတော့အဲ့လိုပြိပခါတွေပြင်ကျွန်တော်တို့ကြိုးစည်းဝါးရဖြစ်တဲ့ပြိပခါဆက်နွယ်မှုရဖြစ်တဲ့ပြိပခါတွေဒါမှမဟုတ်တကုတ်စီကိုဖြစ်လာတဲ့တက်ရောက်မှုရဖြစ်တဲ့ပြိပခါတွေဆိုပြိပခါမျိုးစုံရှိပါတယ်အဲ့ဒီပြိပခါတွေကလူလူနဲ့ဘယ်လောက်ဆက်ဆိုင်လဲလူလူနဲ့ဆက်ဆက်နိုင်တာတော့ပြိပခါတွေကိုကျွန်တော်တို့သတင်းအနေနဲ့ရေးလို့ရတယ်လူလူနဲ့ဆက်ဆက်တဲ့အိမ်တွေပါလေအများကြီးဖြစ်တဲ့ကိစ္စတွေမျိုးဆိုရင်ကျွန်တော်တို့သတင်းတောင်မရှိဘူးဆိုလို့ရတယ်ဒါပေမဲ့လူလူနဲ့ဆက်ဆက်လာလို့ဆိုရင်သတင်းတောင်ကမြင့်တက်လာပြီလို့ပြောလို့ရမှာဖြစ်ပါတယ်ဆိုတော့နောက်ထပ်အရေးကြီးတဲ့အချက်ကလည်းကျွန်တော်တို့ prominence လို့ခေါ်ပါတယ် prominence ဆိုတာကကျွန်တော်တို့လည်းပြောရဆိုရင်ထင်ပေါ်ကျော်ကြားသူတွေရဲ့ပြောစကားတွေထင်ပေါ်ကျော်ကြားသူတွေရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါဆိုတော့ကျွန်တော်တို့တာမန်လူတယောက်အကြောင်းလူတွေစိတ်ဝင်စားခြင်းမှာစိတ်ဝင်စားနေတယ်ကျွန်တော်တို့စုကြည့်လို့လူမျိုးဘောနော်နိုင်ငံရေးအထင်ကြီးရပေါ့နိုင်ငံတော်တိုင်းပုဂ္ဂိုလ်တော်စုကြည့်လို့လူမျိုးဆိုလို့ရှိရင်တော့သူ့အကြောင်းနဲ့ပတ်သက်ရင်ဘာမှမဆိုလူတွေကစိတ်ဝင်စားလေးရှိတယ်ပေါ့နော်အဲ့လိုထင်ပေါ်ကျော်ကြားလှမ်းမှုတဲ့သူတွေရဲ့လှုပ်ဆောင်ချက်တွေပြောဆိုချက်တွေတောင်းခံမှုတောင်းယူမှုတွေကိုကျွန်တော်တို့ရေးသားတဲ့ဥစ္စာကိုကျွန်တော်တို့က prominence လို့ခေါ်တဲ့သတင်းတန်ဖိုးပေါ့နော်အဲ prominence လို့ခေါ်ပါတယ်ထင်ပေါ်ကျော်ကြားသူတွေရဲ့အကြောင်းတွေကိုဖော်ပြတာကိုဆိုလိုတာပါအဲ့တော့ကျွန်တော်တို့သတင်းတန်ဖိုးနဲ့ပတ်သက်ရင်တခြားသောသတင်းတန်ဖိုးနဲ့အချက်လက်တွေအများကြီးရှိပေမဲ့လည်းကျွန်တော်တို့ဒီအခြေခံသတင်းစာတွေတင်မှာတော့ဒီ6ချက်ကိုသိရင်ကျွန်တော်တို့လုံလောက်တယ်လို့ပြောအောင်မှာဖြစ်ပါတယ်သတင်းတွေကိုရေးသားထုတ်လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သတင်းတန်ဖိုးတွေကိုသိရှိဖို့လိုပါတယ်သတင်းတန်ဖိုးတွေကိုမသိဘူးဆိုလို့ရှိရင်ဘယ်ဟာကိုသတင်းရမယ်ဘယ်ဟာကိုသတင်းမရဘူးဆိုတော့ကျွန်တော်တို့နားလည်နိုင်မှာမဟုတ်ဘူးဘယ်သတင်းတွေကိုသတင်းလူလူကိုသိရှိအောင်ကျွန်တော်ဖော်ပြလို့ရတယ်ဆိုတဲ့စာမျိုးကိုနားလည်နိုင်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော် journalist တွေရဲ့အဓိကအရေးကြီးတဲ့အလုပ်ကကိုရေးမဲ့သတင်းရဲ့တန်ဖိုးကိုသိရှိပြီးသတင်းတစ်ပုဒ်ကိုပြည်ပြစွာပေါ်ကျူးနိုင်ဖို့သတင်းတစ်ပုဒ်ရဲ့အမှန်တရားကိုသိရှိအောင်ကြိုးပမ်းအားထုတ်နိုင်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီသတင်းတန်ဖိုးတွေက journalist အနေနဲ့သတင်းစာဆရာပြောင်းနေတယ်ဖြစ်ဖြစ်ဒါမှမဟုတ်လေ့ပညာကိုသိရှိခြင်းနဲ့လူကြောင့်လည်းဖြစ်တိကျအောင်သိရှိထားတဲ့အကြောင်းအရာတွေဖြစ်ပါတယ်တချို့တော့ကျွန်တော်တို့ပြောသလိုပဲသတင်းမီဒီယာမဟုတ်တဲ့မီဒီယာတွေမှာတော့သတင်းဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဖြောပြရေးအတွက်ရည်ရွယ်ပြီးတော့ဟာသားလုပ်တာလည်းဖြစ်ဖြစ်ရေးသားတာတွေပေါ်ပြတာတွေရှိပါတယ်အဲ့ဒါတွေကသတင်းမဟုတ်ဘူးဆိုတာကိုတော့လူလူအနေနဲ့သိရှိခွဲခြားနိုင်နိုင်ဖို့လိုပါတယ်အဲ့တော့ဒီသတင်းကံပွဲအစီအစဉ်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်